제, 네, 비도함이 라벼봐. 아, 이제, 피가, number one. 잘했어요. 어떻게 알았어요? number 이제 one. 받아서 늘었지만, 대체 뭐, 좀, 그렇지만, 또, 디나마가 마룡 이타에서, 또 얘피야, 후아베, 그 말이 이제, 피다다 과와를, 센두라리, 라이따이라이다 할라너, 정부, 어때? 하다보나, 대책, 말령, 허비, 미흡수라면에 충분하지 않다, 소리, 이래입에. 말로 레서, 코리아 사마, 미소의 살로가, 한자로 묘소인, 다만 피대부, 마시대부, 알로 어디배묘. မဖြစ်သေးဒီလိုအထိပ္ပယ်မျိုးရှိရတယ်ဒါကြောင့်မို့လေဆွေးမလို့အနာဂတ်ကိုဘယ်လိုပြောလဲမိတယ်လို့ပြောတာလေ 미래, 맞죠 တကယ်တော့အဲ့စာလုံးပြောပြချင်တာမဟုတ်ရုံးတို့ပြည့်စုံတယ်ဆိုတာကိုဘာနဲ့သုံးလဲ one song ငါတာနဲ့သုံးတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့မပြည့်စုံသေးဘူးဆိုရင်မီ one song လို့ပြောတာအဲ့လိုပုံစံမျိုးဂျုံငါတာဒီတတ်မှတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်တယ်နော်ဂျုံငါတာတတ်မှတ်တယ်မီဂျုံလို့ပြောရင်မတတ်မှတ်ရသေးဘူးဆိုတဲ့အဓိပ္ပာယ်ပြီးတော့သူတို့သိရဤစုခါတာဒီဘာအဓိပ္ပာယ်လဲကျွမ်းကျင်တယ်ဆိုတဲ့အဓိပ္ပာယ်젠디, အဲ့တော့မကျွမ်းကျင်သေးဘူးမီစုခါတာ ဂေဘုံဆိုတဲ့ဆောင်းပါးပါတယ်ပဲလေမုံတွေဘာညာလေးဆိုဖွင့်တယ်ဟုတ်တယ်မလားအထုပ်တွေဘာညာလေးဆိုအထုပ်ကိုဖွင့်တာလေဂေဘုံဖွင့်ဖွင့်ပြီးရင်ဘာလုပ်ပါဆိုပြီးအဲ့လိုပြောတာဟောအဲ့ဒါမဖွ 베이바, င့်ရသေးဘူးဆိုရင်မီဂေ 미, ဘုံဒီလိုပုံစံလေးနဲ့မီရဲ့အဓိပ္ပာယ်ကကြတော့မဖြစ်သေးဘူးမရှိသေးဘူးဗျခပ်ဆိုတာကပြည့်စုံလုံလောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာနော်အဲ့တော့ကျွန်တော်တို့ဒီနားလေးမှာမီခပ်ဆိုတာကကျချွမလာကြအောင်ဒါအဲ့လိုအဓိပ္ပာယ်မပြည့်စုံသေးဘူးပေါ့အဲ့တော့ဒီမှာဆို online ခေါ်တဲ့စာကြီးခပ်ကျွန်းအဲ့တော့ online မှာအယောင်းဝယ်လုပ်တာစာကြီးဒီပါလေစာကြီးဒီလိမ်လည်မှုတွေကိုပြောတာနော်လိမ်လည်မှုတွေက급증အများကြီးတက်လာတယ်ရတော့တက်လာတယ်ဆိုပေမဲ့정부အစိုးရရဲ့대책 미야가이, policy မာတောင်းဆိုတာပြင်ဆင်တာပြင်ဆင်မှုတွေကတော့ချွန်းလာကြ않다မလုံလောက်သေးပါဘူးဒီလိုလေးနဲ့တုံးထားတာဟုတ်တယ်အဲ့လိုစင်တူတာလေးတွေလိုက်ရွေးနော်